မင်္ဂလာပါဒီ file လေးထဲမှာတော့ payslip ပုံစံလေးကိုခဏလေးနဲ့ဘယ်လို VLOOKUP formula သုံးပြီးထုတ်သွားမလဲဆိုတာလေးပြောချင်တာပါအဲ့ဆိုတော့ပုံမှန် main data ရှိရဲ့ salary sheet ကတော့ဒီမှာရှိတယ်ဆိုတော့တိကျ sheet တစ်ခုမှာပေါ့နော်ဒီ data လေးယူမယ်ပေါ့ဆိုတော့ VLOOKUP formula လေးသုံးသွားတာပါ salary data တွေကသွားရှာပါမယ်ဆိုတော့ဘယ်တွေကအဖြေထုတ်မှလဲဆိုတော့ပေးချင်တဲ့အဖြေတွေကဒီ formula ဆွဲချလိုက်တဲ့အခါကျလို့ရှိရင်ဖြေအနေနဲ့ဖြေထုတ်ချင်တဲ့ column တွေကမတူတာဖြစ်တဲ့အတွက်ကြောင့်မလို့ formula ကတော့ ဒီ column ဆိုတဲ့ formula လေးပဲသုံးလိုက်ပါမယ်2ကိုရချင်တာဖြစ်တဲ့အတွက်ကြောင့် B2 လို့ထည့်လိုက်မယ်ပေါ့နော်အဲဆိုသူကတော့ column ဖြစ်တဲ့အတွက် V ကိုယူမယ်ပေါ့နော်ဆိုတော့ b.comma ဆိုတော့ quantity 2မှာအဖြေထုတ်စေချင်တာဖြစ်တယ်အဲကြောင့် FALSC4 ဆိုပြီးသုံးလိုက်ပါမယ်ဆိုတော့ဒီမှာ constant တစ်ခုလုပ်เสียရှိအောင်မလို့ဒါလေး constant လုပ်ပါမယ် okay ပြီးသွားရင်မြင်ကွင်းလေးနည်းနည်းခြုံလိုက်မယ်selection ပေးလိုက်တယ်အားလုံးဆွဲချလိုက်ပါမယ်ဒါဆိုလို့ရှိရင်ဟိုဘက်မှာရှိတဲ့ data က30ထိပဲရှိရဆိုတော့30ထက်ပိုသွားတဲ့ number တွေမှာတော့ name error လေးတက်နေရတော့တွေ့ရမှာပေါ့နော် okay အဲ့ဒါတော့ဒီဟိုဘက်က data တွေအတိုင်းဒီဘက်မှာလာပေါ်တာပါတကယ်လို့နောက်ဆုံးလုံးဝ final okay ပြီဆိုတော့မှဒီလိုပုံစံလေးထုတ်တာပေါ့နော်တကယ်လို့ဒီလို formula သာလောက်ထားမယ်ဆိုရင်တော့ဒီဘက်မှာပြင်ဖို့တစ်ခုခုရှိခဲ့မယ်ဆိုလို့ရှိရင်တောင်မှဆိုတော့ပြင်လိုက်မယ်ဆိုရင်ဟိုဘက်ကတော့ auto ရသွားမှာပေါ့နော်ဒီလိုလေးရသွားမှာပါ